ဆိုရင်တော့ Spain မြို့ Real Madrid မြို့อ่ะဗောနော် the Santiago Bernabeu ဆိုတဲ့ the Real Madrid ဆိုဒီကွင်းကတော်တော်ကြီးရတော်တော်လေး modern နဲ့ဖြစ်တယ်ဗောနော်ကျွန်တော်ကြည့်ရတော့သူ့ရဲ့ features ကဘာလဲဆိုတော့ဒီအမိုးကြီးကသူကအဲ့လိုအပိတ်ဖွင့်လုပ်လို့ရတယ် the retractable ဗောနော်ပြီးဒီမှာလဲလူကြီးရ8300ကျော်လောက်ဆန့်တယ်8400 3000ကျော်လောက်ထိုင်လို့ရတယ်ဗောနော်ပြီးတခြားနေရာတွေပြေးသွားဆိုရင်တော့လူတွေအများကြီးလဲဆန့်တယ်ဆိုတော့ဒီကွင်းမှာကျွန်တော်ကြည့်ရပါတော့ the features တွေ features တွေဘာလဲဆိုတော့ဒီအောက်ကမြက်ခင်းတွေအောက်မှာသွားအောက်မှာ9ထပ်လောက်လုပ်ထားသေးတယ်သူတစ်ထပ်မြက်ခင်းရိုးထပ်ပြီးတော့ရေဖြန်းတဲ့ဟာတွေတစ်ထပ်ပြီးတော့ဒီ LED မီးတွေတစ်ထပ်ပြီးတော့သူတင်မှာမြက်ကို maintain လုပ်တဲ့ဟာတွေပေါ့နော်အဲ့လိုအထပ်လည်းရှိတယ်ဆိုတော့အဲ့ဒါတွေကိုမှသူအောက်ကနေသူအလွှာအဲ့လိုထည့်တာပေါ့နော်ဆိုတော့အဲ့ဒါလည်း mic တွေပေါ့နော် features တွေပြီးတော့အခုကကျွန်တော်တို့ကဒါ tour ပေါ့နော် tour ဆိုတော့42ပေါင်ပေးရတယ်42 euro sorry 42 euro ပေးရတယ်ဆိုတော့အဲ့ဒါတွေကကျွန်တော်ဘယ်လိုသွားလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီအခုတဲတယ်ပေါ့နော်အခုတဲတယ်ကဒီမှာမလူတွေအဲ့လူတွေကခုနကျွန်တော်တို့ဖြတ်ခဲ့တာဆိုတော့အဲ့လူတွေကနေပြီးတော့ဒီလိုပတ်လဲရှောင်းရင်းနဲ့အဲ့လိုရှောင်းရင်းနဲ့အဲ့ဒီကနေပြန်ထွက်လာတယ်ပေါ့နော်အဲ့ဒီကနေထွက်ပြီးတော့ကျွန်တော်အခုဒီမှာဗီဒီယိုရိုက်နေဖြစ်ပါတယ်ဆိုတော့ tour ပေါ့နော် tour ဒီအထဲမှာသူတို့စုတွေဘယ်လောက်ရတယ်ဘာတွေရတယ်ဆိုတော့ကြွားတာပေါ့နော်ဘယ်နှခုနှစ်ကစတယ်ဘောလုံး fan တွေဆိုရင်တော့တော်တော်ကြိုက်ပါကျွန်တော်ဘောလုံးတော့ဘာသာမပါဘူးကြိုက်လည်းမကြိုက်ဘူးယူလည်းမယူဘူးပေါ့ဒါပေမဲ့ဒီကွင်းရမိုက်တယ်သူတို့ရဲ့ glory ဖြစ်မှုပေါ့နော်အဲ့ဒါတော့လေးစားပါတယ်ဆိုတော့အဲအကြောင်းလည်းဗီဒီယိုတင်လိုက်တာပေါ့နော်ကျွန်တော်တို့ဒါဘောလုံးယူတဲ့လူဆိုတော့ဒါဒီကိုတော်တော်ရောက်ဖူးကျင်မှာဖြစ်ပါတယ်ဆိုတော့ဒါပြောရင်တော့ကြုံလို့ဝယ်လာတာပေါ့နော်ဒါကြုံလို့ဒီမျိုးရောက်တော့ကြုံလို့ဆိုပြီးတော့ဒီရောက်လာတာဖြစ်ပါတယ်ကဲတော့ဒါပါပဲတက်တာ